စစ်ကောင်းဆောင်မဲအွန်လိုင်းလုံမဲ့ရွေးကောက်ပွဲထမင်းစားသူတွေမယုံကြဘူးဒီမိုကရေစီနီးလန်းကြားရွေးကောက်တင်မြှောက်ထားတဲ့ရတအစိုးရစီကအာဏာလူပြီးတော့ဒီမိုကရေစီကိုဖျက်ဆီးခဲ့တဲ့စစ်ကောင်းဆောင်ကတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတာထမင်းစားသူတိုင်းကမယုံကြဘူးလို့ပြည်သူတွေကတော့လူမှုကွန်ရက်မှာပြောဆိုနေကြတာပါပြည်တွင်းမှာတော့စစ်ကောင်းဆောင်မဲအွန်လိုင်းဥဆောင်တဲ့စစ်တပ်က2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော်လှန်ရေးအဖွဲ့တွေတိုင်းဒေသလက်နက်ကိုင်တွေရဲ့နယ်မြေထိန်းချုပ်မှုကြောင့်စစ်တပ်ကနယ်မြေဆုံးရှုံးမှုတွေကြုံတွေ့နေရတာပါအဲ့ဒီလိုအချိန်မှာပဲစစ်ကောင်စီကရွေးကောက်ပွဲကျင်းပမယ်လို့ဆိုတာကြောင့်ဒီရွေးကောက်ပွဲရဲ့ပွင့်လင်းမြင်သာမှုတဲ့ခိုင်မာမှုတွေအပေါ်လူခွင့်ရေးအဖွဲ့တွေကလည်းမေးခွန်းထုတ်နေကြပါတယ်ပါတီစုံဒီမိုကရေစီစနစ်လုပ်မယ်လို့ကျွန်တော်တို့ပြောခဲ့တာရှိတယ်ဒါကျွန်တော်တို့ခိုင်ခိုင်မာမာလုပ်မှာပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်လိုချင်နေရှိရင်ပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်လိုချင်ရင်အားလုံးပူးပေါင်းဆောင်ရွက်ကြပါလို့လည်းကျွန်တော်ပြောချင်ပါတယ်ဆိုပြီးတော့စစ်ကောင်းဆောင်မဲအွန်လိုင်းကရုရှားနိုင်ငံခီးစဉ်ကနေမြန်မာနိုင်ငံကိုပြန်လာတဲ့လေယာဉ်ပေါ်မှာအဲ့ဒီခီးစဉ်တွေလိုက်ပါသွားတဲ့မီဒီယာတွေနဲ့မဆက်9ရက်နေ့ကတွေ့ဆုံချိန်မှာပြည်သူတွေအနေနဲ့ဒီမိုကရေစီစနစ်ကိုလိုချင်ပူးပေါင်းမှာဆိုပြီးတော့စစ်ကောင်းဆောင်ကပြောဆိုလိုက်တာပါမြန်မာမှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုရုရှားနဲ့ဘီလာရုနိုင်ငံတို့ကလည်းထောက်ခံတယ်ဆိုပြီးတော့လည်းစစ်ကောင်းဆောင်ကပြောဆိုထားပါသေးတယ်အခုစစ်ကောင်းဆောင်ရဲ့ရွေးကောက်ပွဲကျင်းပမဲ့အပေါ်ကိုတော့ပြည်သူတွေအားလုံးကတော့အယုံကြည်မရှိကြပါဘူးလူမှုကွန်ရက်အသုံးပြုသူပြည်သူတို့ကတော့တမ်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရွေးကောက်ပွဲနည်းလမ်းနဲ့တွားခဲ့ကြပြီးနောက်ဆုံးဒီစစ်တပ်ကလူဘာဝတာကိုခံလိုက်ရတာပဲရှိတယ်ဒီအောက်တန်းစားစစ်တပ်ရှိနေတွေ့တော့ဘာရွေးကောက်ပွဲပဲလို့ဒီစစ်တပ်အောက်ကမလွတ်နိုင်သလိုမျိုးဆက်တွေအတွက်ရောတမ်းပြည်အတွက်ရောမကောင်းတာတေးကြနေပြီပဲဒီစစ်တပ်ပျက်စီးကြာရှုံးကြီးကအဓိကကြိုးစားရမယ်အခုစစ်တပ်ကလုံမဲ့ဆိုတဲ့ရွေးကောက်ပွဲဟာမဲအွန်လိုင်းတို့အုပ်စုအရေးယူမခံရဘူးနဲ့2008ဖွဲ့စည်းပုံကိုအပြန်အသက်သွင်းဖို့ပဲအဲ့ဒါကိုပြည်သူလူထုကအဖြစ်ခံမှာမဟုတ်ဘူးအခုတိုင်းပြည်အာဏာသိမ်းတဲ့၄နှစ်ကျော်ကာလအတွင်းမှာစစ်တပ်ကကျူးလွန်ထားတဲ့စစ်ရာဇမှုတွေအတွက်စစ်တပ်ကတာဝန်ရှိသူတွေကိုအရေးမယူပဲကြေးပေးဖို့ဆိုတာကစကိုင်းချင်းကရင်နီကချင်ရခိုင်မကွေးမန္တလေးအပါဝင်တိုင်းနိုင်ငံအနှံ့ပြားမှာအသက်ခံခဲ့ရဘုံကျဲခံရမိရှုဖျက်ဆီးခံရတဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေအပေါ်စားတွေမဟုတ်ဘူးလို့လည်းလူမှုကွန်ရက်အသုံးပြုသူပြည်သူတို့ကတော့စစ်ကောင်းဆောင်မဲအွန်လိုင်းလုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးသူ့အမြင်ကိုပြောဆိုထားတာပါမြန်မာမှာရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့အကြောင်းကိုစစ်ကောင်းဆောင်ကအကြိမ်ကြိမ်ပြောခဲ့ပေမဲ့ကာလအပိုင်းခြားနဲ့ကျင်းပမယ်အနည်းဆုံးအချိန်ကိုတော့ဘီလာရုခီးစဉ်အတွင်းမှာစစ်ကောင်းဆောင်ကထုတ်ပြောကြားလိုက်တာလည်းဖြစ်ပါတယ်ပါတီစုံရွေးကောက်ပွဲတက်ကိုအခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလအတွင်းမှာကျင်းပမယ်လို့စစ်ကောင်းဆောင်မဲအွန်လိုင်းကပြောခဲ့တာပါအဲ့ဒါအပြင်ရွေးကောက်ပွဲအောင်မြင်မယ်လို့သူကယုံကြည်တဲ့အကြောင်းနဲ့ပူးပေါင်းပါဝင်ကြပါဆိုပြီးတော့လည်းတိုက်တွန်းပြောဆိုထားပါသေးတယ်ပြီးတော့တိုင်းဒေသနဲ့ကိုင်တပ်ဖွဲ့တွေ EAO တွေအနေနဲ့ဖြစ်ချင်တာတွေပဲမတောင်းဆိုဖို့လိုတယ်ဆိုပြီးတော့လည်းစစ်ကောင်းဆောင်မဲအွန်လိုင်းကပြောကြားထားပါသေးတယ်နိုင်ငံရေးအရပြည်သူတွေတောင်းဆိုတဲ့ဒီမိုကရေစီစနစ်ကိုတွားဖို့ဆုံးဖြတ်ထားပြီးဖြစ်တာကြောင့်ဒါကိုအကောင့်ထဲပေါ်ဖို့ပူးပေါင်းဆောင်ရွက်ဖို့လိုရမယ်ဆိုပြီးတော့လည်းစစ်ကောင်းဆောင်ကပြောဆိုထားပါသေးတယ် EAO တွေကိုကျွန်တော်ပြောချင်တာကဖြစ်ချင်တာတွေမပြောပါနဲ့ဖြစ်တဲ့တာကိုပဲပြောပါဆိုပြီးတော့လည်းမဲအွန်လိုင်းကပြောဆိုထားပါတယ်ဒီမိုကရေစီအခွင့်အရေးပါဝင်တိုင်းဒေသတွေနဲ့ပတ်သက်တဲ့အခွင့်အရေးတွေကိုလည်းပေးထားတယ်ဆိုပြီးတော့တစ်ဖက်သက်အခွင့်အရေးတော့ရမှာမဟုတ်ဘူးလို့လည်းစစ်ကောင်းဆောင်ကပြောဆိုထားပါသေးတယ်နောက်ကြပြီးကြံနေသေးတဲ့တိုင်းဒေသနယ်မြေတွေအားလုံးအတွက်ဦးစားပေးပြီးဆောင်ရွက်ပေးမယ့်အကြောင်းကိုလည်းသတင်းမီဒီယာတွေကိုစစ်ကောင်းဆောင်ကထည့်သွင်းပြောဆိုထားပါတယ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲစနစ်ကိုလိုချင်ရင်တော့ကဏ္ဍကောစမလုပ်ဘဲနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ်ဆိုပြီးတော့စစ်ကောင်းဆောင်မင်းအွန်လိုင်းကတော့ပြည်သူတွေကိုချင်းချောက်ပြောဆိုထားပါသေးတယ်ကျွန်တော်တို့နိုင်ငံမုတ်ချအောင်မြင်ရမယ်ကျွန်တော်ပြောရပါတယ်ဆိုပြီးတော့အာမနာရန်စစ်တပ်ထောက်ခံတဲ့သတင်းမီဒီယာတွေကိုတော့စစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောဆိုထားပါတယ်တစ်ဖက်မှာလည်းတိုင်းဒေသနဲ့ကန်တပ်တွေနဲ့တော်လိုင်းအင်အားစုတွေကတော့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုလက်မခံပဲစစ်အာဏာရှင်အမြင့်ဖြတ်တဲ့အထီကိုတိုက်ခိုက်သွားမယ်လို့လည်းတုံ့ပြန်ပြောဆိုထားပါတယ်မြန်မာရေးလေးလာသူကတော့အခုတိုင်းဒေသနဲ့ကန်တွေကတောင်းယူနေတာမဟုတ်ဘူးတိုက်ယူနေကြတာအခုတိုက်ယူလို့လည်းတိုင်းနဲ့ပြည်နယ်တချို့ကစစ်ကောင်စီရဲ့တပ်စခန်းတွေစစ်ဌာနချုပ်တွေမြို့ကြီးတွေကိုတိုင်းဒေသနဲ့ကန်တပ်တွေကသိမ်းပိုက်ထားပြီးကိုစစ်ကောင်စီပြောတဲ့ရွေးကောက်ပွဲကိုဘယ်တိုင်းဒေသနဲ့ကန်အဖွဲ့ကားမှစိတ်ဝင်စားဘူးအခုစစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲကလည်းနေပြည်တော်ရန်ကုန်နဲ့မန္တလေးလောက်ပဲလုပ်လို့ရမယ်ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေကတော့လုပ်လို့ရမှာမဟုတ်ဘူးလို့လည်းသုံးသပ်ပြောကြားထားပါတယ်မြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲကိုရုရှားနဲ့ဘီလာရုနိုင်ငံတွေကကိုယ်စားလှယ်တွေလွှတ်ပြီးတော့စောင့်ကြည့်လေ့လာမယ်လို့စစ်ကောင်းဆောင်ကပြောဆိုလာချိန်မှာပဲအပြည်ဆိုင်ရာလူခွင့်ရေးအဖွဲ့ချုပ် FIDH ကတော့စစ်ကောင်စီက2020ပြည်ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့နိုင်ငံရေးပါတီကိုဖယ်ထားပြီးတော့ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့အပြင်ပြည်သားတွေပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေမကြုံစဘူးမြင့်တက်လာနေတယ်လို့လည်းထောက်ပြပြောဆိုထားပါတယ်အဲဒါကြောင့်စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုလက်မခံဖို့မတ်စတာ3ရက်နေ့ကကျင်းပခဲ့တဲ့ကုလသမဂ္ဂလူခွင့်ရေးကောင်စီမှာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုတိုက်တွန်းထားပါတယ်အခုလက်ရှိမှာအာဏာရှင်နိုင်ငံတွေကမြန်မာပြည်ရွေးကောက်ပွဲအပေါ်ထောက်ခံပါတယ်ဆိုပြီးစစ်ကောင်းဆောင်ရဲ့ပြောဆိုချက်ကလည်းလူရဲစားပြက်လုံးတစ်ခုဖြစ်နေတယ်လို့လည်းပြည်သူတွေကတော့လူမှုကွန်ရက်မှာပြောဆိုနေကြပါတယ်လူမှုကွန်ရက်အသုံးပြုသူတို့ကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုထောက်ခံတယ်ဆိုတဲ့နိုင်ငံကအများကြီးပဲနော်နှစ်နိုင်ငံကြီးများတာကမ္ဘာနိုင်ငံပေါင်း200ကျော်တဲ့ကနှစ်နိုင်ငံကထောက်ခံတာအဲ့ဒီနိုင်ငံတွေကလည်းအာဏာရှင်နိုင်ငံတွေပူတင်ဆိုတာလည်းရုရှားမှာအာဏာကိုတူတူလေးပဲချုပ်ကင်ထားတာဘီလာရုသမ္မတဆိုတာကလည်း1994ခုနှစ်နောက်ပိုင်းကစပြီးတော့ဒီကနေ့ထိအာဏာကိုချုပ်ကင်ထားတာဒီကနေ့ထိပဲအဲ့ဒီနိုင်ငံတွေကထောက်ခံတာကြီးကြတော့တကယ်ကိုမှဂုဏ်သိက္ခာရှိသွားတော့ပေါ့တော်တော်ရေးစရာကောင်းတယ်အဲ့ဒီရုရှားနဲ့ဘီလာရုတွေကထောက်ခံလဲမြန်မာပြည်သူလူထုကစစ်ကောင်စီရဲ့ရွေးကောက်ပွဲပေါ်မထောက်ခံဘူးမကြိုဆိုဘူးဒီမိုကရေစီနည်းနဲ့ကြရွေးကောက်တင်မြှောက်ထားတဲ့ရသအစိုးရစီကအာဏာလူပြီးဒီမိုကရေစီကိုဖျက်ဆီးခဲ့တဲ့စစ်ကောင်းဆောင်ကတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတာထမင်းစားကြတဲ့သူတိုင်းကမယုံကြည်ကြဘူးလို့လည်းတုံ့
သက်ပြောဆိုထားပါတယ်ကဲမိတ်ဆွေတို့ကစစ်ကောင်းဆောင်မင်းအွန်လိုင်းပြောတဲ့ရွေးကောက်ပွဲပေါ်အယုံကြည်ရှိပါသလားဘာကြောင့်မှလဲ comment မှာဖြေပေးသွားအောင်နော်